Probimin ဆိုတာကတော့ spirulina လို့ခေါ်တဲ့စိမ်းပြရင်းကြီးကိုအခြေခံပြီးထုတ်လုပ်ထားတဲ့အာဟာရဖြစ်ဆက်စာ dietary supplement တစ်မျိုးပဲဖြစ်ပါတယ်။ spirulina ဆိုတာပါတယ်။ spirulina ဆိုတာကတော့ cyanobacteria လို့ခေါ်တဲ့ bacteria အုပ်စုဝင်တစ်မျိုးဖြစ်ပြီးတော့သူ့ကိုများသောအားဖြင့်စိမ်းပြရင်းကြီးလို့လည်းခေါ်ကြပါတယ်။အာဟာရဓာတ်တွေအများကြီးပါဝင်တဲ့အတွက် super အစားအစာ super food ဆိုပြီးတင်စားကြပါတယ်။ spirulina ဟာ protein နဲ့ကြွယ်ဝပြီးတော့ vitamin B1, B2, B3, copper နဲ့သံဓာတ်တို့လိုမရှိမဖြစ်လိုအပ်တဲ့ vitamin နဲ့သတ္တုဓာတ်တွေလည်းအများပြားပါဝင်ပါတယ်။ဒါအပြင် omega 3, omega 6 နဲ့ fatty acid လိုမရှိမဖြစ်လိုအပ်တဲ့အဆီဓာတ်ချိုလည်းပါဝင်ပါတယ်။ spirulina ရဲ့အဓိကဆေးပိုင်းတစ်ခုဖြစ်တဲ့ psychocyanin ဟာစွမ်းထက်တဲ့ antioxidant တစ်ခုဖြစ်ပြီးတော့ခန္ဓာကိုယ်ထဲကမလိုလားအပ်တဲ့ဓာတ်တိုးမှုတွေကိုချွတ်ချပေးနိုင်ပါတယ်။ရောင်ရမ်းမှု inflammation ကိုလည်းသက်သာစေနိုင်ပါတယ်။မကောင်းတဲ့ cholesterol LDL ကိုချွတ်ချပေးပြီးတော့ကောင်းတဲ့ cholesterol HDL ကိုမြင့်တင်ပေးနိုင်ပါတယ်။သွေးပေါင်ချိန်ကိုချွတ်ချပေးရမှာလည်းထောက်ကူပြုနိုင်ပါတယ်။အထူးသဖြင့် type 2 diabetes တို့သမားတွေမှာဆိုရင်သွေးတင်းသကြားဓာတ်ကိုချွတ်ချပေးနိုင်ပါတယ်။ကိုယ်ခံအားစနစ်ကိုလည်းအားဖြည့်ပေးနိုင်ပါတယ်။ဘယ်လိုတောက်သုံးရမလဲဆိုရင်တော့ spirulina ကိုစတင်တောက်သုံးသူတွေအနေနဲ့အစာအိမ်မိမသာဖြစ်တာဒါမှမဟုတ်အခြားသောဘေးတဲ့ဆိုးကျိုးတွေကိုရှောင်ရှားဖို့ရန်အတွက်ပထမဆုံးရက်သက်တစ်ပတ်မှာတစ်နေ့ကို2ပြားကနေ3ပြားထိတောက်သုံးနိုင်ပါတယ်။ကိုဝင်ဆောင်နိုးတိုင်းမိခင်နဲ့သွေးချက်တိတောက်သုံးနေရတဲ့သူတွေကတော့ဆရာဝန်ညွှန်ကြားချက်အတိုင်းတောက်သုံးနိုင်ပါတယ်ရှင်။ကျေးဇူးတင်ပါတယ်ရှင်။